3ဒီချစ်မဆွေများအားလုံးမင်္ဂလာပါဆက်ရှိချိန်မြတ်နောက်ဆုံးပိုင်းဩကနန်းတစ်ကွက်ကောင်းလေးဖြစ်ပါတယ်ဒီ38နှစ်ကနန်း3လုံးပေါင်းခြင်းက3ကို3ထိပ်စီလို့ကြားတာပေါ့နော်သူကတော့9ပြင်4ကတ်ဆိုင်ဖြစ်ပါတယ်ဒါပေမဲ့3ကတ်ဆိုင်ပဲပြလိုက်တော့မယ်ပေါ့နော်ရှေ့မှာဆိုလို့နှစ်9နှစ်ကနန်း3လုံးပေါင်းခြင်းက3ပေါ့နော်3ကို3ထိပ်စီလို့ကြားပါတယ်3ထိပ်စီကြားပြီးပြီဆိုတော့တွဲအောက်မှာလဲ9ဆောင်းထောင်3လုံးပေါင်းခြင်းပေါ့956ဆိုတော့ကနန်း3လုံးပေါင်းခြင်းက6ဆိုတော့6ထိပ်စီရတာပေါ့နော်6ထိပ်စီထက်ကြပေးအောင်မလားပေါ့နော်ဒီချိန်မှာလဲ6ထိပ်စီကျွန်တော် channel လေးကို subscribe လေး like လေး share လေးလုပ်ပေးထားကြပါအောင်ဗျာနော်ဒီမှာသူကခွာပေါင်းကနန်းနောက်ပိတ်ဆိုင်လေးပြောလို့ရတာပေါ့နော်ခွာပေါင်းကနန်းတမဟုတ်နောက်ပိတ်ဆိုင်လေးပါဒီမှာ468ကနန်း3လုံးပေါင်းခြင်းက8ရပြီးတာနဲ့ဒီမှာခွန်38ဆိုတော့3လုံးပေါင်းခြင်းပေါ့နော်ဒီအောက်မှာ3လုံးပေါင်းခြင်းလဲ8လို့ပြန်ရတာပေါ့နော်8လို့ပြန်ရပြီဆိုတော့ဒီရဲ့အောက်မှာလဲ959ဆိုကနန်း3လုံးပေါင်းခြင်းက3ကိုဒီအောက်မှာလဲ634ဒီအောက်မှာ3လုံးပေါင်းခြင်းလဲ3လို့ပြန်ရတယ်ဒီအောက်မှာလဲဒီမှာ265ဆိုတော့265ဆိုတော့3ကိုဒီအောက်မှာလဲဒီမှာ6ဆိုတော့2ရနေပြီ3ဖြစ်ဖို့အတွက်ကဒီ1နောက်ပိတ်ပေါ့နော်1နောက်ပိတ်ထဲလိုက်မှာ3ဖြစ်သွားတာပေါ့3လုံးပေါင်းခြင်းကို6ဆိုတော့6ထိပ်1အပိတ်ရသွားပြီဆိုတော့ခါကနန်းလေးကြတော့ဒီမှာ6နှစ်ဆိုတော့နှလုံးပေါင်းခြင်းက8နော်8ဆိုတော့ဒီမှာခါထောင်3လုံးပေါင်းခြင်းကလည်း8လို့ပြန်ရတယ်8နှစ်8ဒီမှာ3နှစ်ဆိုတော့နှလုံးပေါင်းခြင်းက9နှလုံးပေါင်းခြင်း9ကိုဒီမှာစောင်းထောင်3လုံးပေါင်းခြင်း6-4နှစ်ဆိုတော့9ပေါ့နော်6-4နှစ်ဆိုတော့9လည်းပြန်ရတယ်ဒီမှာ36ဆိုတော့9ကိုဒီဆောင်းခါထောင်3လုံးပေါင်းခြင်း9-4ဆိုတော့9ဖြစ်နေပြီ3ညခါထဲမှာလဲ9လို့ပြန်ရတာပေါ့နော်အဲဆိုရင်3ညခါတရက်10လ2025 18ကြိမ်မြောက်မှာ6 3ညတဲ့တကွက်ကောင်းစိုက်လေးဖြစ်ပါတယ်ကျန်နေတဲ့မှာယူကစားပါအားလုံးကံကောင်းကြပါစေဗျာ